ကျန်းလို့မရဘူးမကျန်းဘူးလုံမရဟုတ်ကဲ့ဘောပေါက်တယ်နော်အမေအဲ့လောက်ကြီးစိတ်ညစ်မနေပါနဲ့တမီးလူဆိုတာအမားနဲ့ပဲခင်မှာမလဲတမီးကစိတ်ဆိုးပြီးအိမ်ပေါ်ဆင်းသွားတယ်ဆိုပြီးတော့ကရောက်ပြီးကြံနေခဲ့သူကကြံနေခဲ့တာတမီးအဲ့တော့ဦးတို့ရဲ့တာဝန်ကတမီးကိုအိမ်ကိုမရောက်ခေါ်တော့တာအခုတမီးတယောက်တည်းဒီမှာလာထိုင်နေတဲ့အတွက်တမီးယောက်ျားတော်တော်စိတ်ဆင်းရဲနေပြီအဲ့တော့တမီးယောက်ျားစိတ်ချမ်းတောင်လို့တမီးအိမ်ကိုပြန်လိုက်ခဲ့ပါတမီးဒီတိုင်းမလိုက်ဘူးဆိုဦးတို့ခေါ်မှာနော်ရအောင်ခေါ်မှာတမီးရတဲ့နည်းနဲ့ခေါ်မှာတမီးဒါပဲဦးတို့တာဝန်ကတမီးယောက်ျားလက်ထဲကိုတမီးကိုပြန်ထည့်ပေးဖို့ပဲအဲ့တော့တမီးစိတ်လျှော့ပြီးတမီးယောက်ျားရှိကိုပြန်လိုက်ခဲ့ပါတမီးနော်ရှင်ကျမမှယောက်ျားရှိတယ်ချစ်လိုက်တာ你要讲我，你要讲对吧？你讲，真的。ယောက်ျားချစ်တယ်阿伯呢？阿伯ချစ်လို့ပါ阿伯ချစ်လို့ပါ你把表改一遍呢ပြီယောက်ျားအမလေးခါနာပါပြီယောက်ျား来开了，你来开来着，没嘞。ဆရာမကိစ္စကျွန်တော်တယောက်တည်းထားကအမြဲတမ်းကျွန်တော်တယောက်တည်းထားခဲ့တယ်哦，没搞嘛，你那表呢？没得吧？ဘယ်ခေါ်ပါလိမ့်နဲ့ပြောမလို့ဒီချက်ပါယူကျွန်တော်ပြောစီရလားဆရာရဲ့တော်သေးတာပါဗျာသူနဲ့ညာတော့မလို့မင်းငါ့ကိုလမ်းပြလို့ဖြစ်တာလေဟိုလမ်းပြတာဆိုတာလေဆရာကိုလေကျွန်တော်ပြတယ်ဆိုမိမလည်းယောက်ျားလဲဆိုနည်းနည်းတော့ခွဲခြားကြည့်ဦးလေဆရာရဲ့မလေးဘောဟမ်ဟာကြောင့်ဗျာဒါကွင်းဆက်ပဲ ဘာလဲကွင်းစားဖက်တရံလေဟာဒီနေရာမှာဖက်တရံတွေ့ရဆိုခုနအမျိုးသမီးကစိတ်ညစ်ပြီးတော့မြန်ပြောင်းနေတဲ့မိန်းမကလေသူဖက်ကိုချို့တစ်ပမော်တက်ပြီးဇွဲကြိုးချလိုက်ပြီလားမသိဘူးဆရာရဲ့ကျွန်တော်ဖက်နဲ့လေးချွတ်တာပြီးရေထဲခုန်ချသွားတာပဲကြားဦးရတယ်ဆရာရဲ့တစ်ပမော်တက်ပြီးတော့နင်းဇွဲကြိုးချနိုင်တယ်လေဆရာမိန်းမဖက်နဲ့မဟုတ်ဘူးဒါယောက်ျားဖက်နဲ့ကြီးတော့ဆရာဟမ်ယောက်ျားဖက်နဲ့ကိုလေတိယောက်ျားဖက်ကိုလေသူစီးလာနေတာပဲလေအဲ့သူဒါဆိုရင်ဒီမိန်းမအပင်မမရှိပါဘောရှာတယ်ဟုတ်ဟဲ့လေဟာဟဲ့လေငါဖက်နဲ့ဘာလို့တယ်မင်းတို့ဟမ်ဗျာဩဒီကောင်ပြန်ပေးသမားဖမ်းလိုက်အောင်ဟဲ့ဆက်လိုက်လားဆက်လိုက်လားပြန်အောင်ဖုန်းတယ်ဆက်လိုက်လားလာလာဟဲ့မင်းတို့ဘာတွေလဲရမိန်းမတယောက်ကိုပြန်ပေးဆိုပြီးတစ်ပင်မော်တင်တာဟဲ့လားမင်းဟဲ့ဘာရှာပြတာတရေချက်ခုနေရကွာတရသီးခူးချင်အောင်စောင်းလို့ရတာပဲလေနော်ဘာမှလည်းအဲ့မိန်းမမင်းဖမ်းသွားရမလားဟဲ့ဟာမိန်းမမဖမ်းဘူးတရေချက်ခုနေရမင်းဘယ်နှခါပြောမှမင်းဟုတ်တယ်ဆရာအပေါ်မှာဘာမိန်းမမရှိဘူးဒါဆိုဒီဖက်နဲ့ရောအဲ့ငါဖက်နဲ့ပေါ့ကွာမင်းကအဲ့မိန်းမဖက်နဲ့ကိုယူလိုက်အဲ့မိန်းမကိုတပ်ပလိုက်တယ်ဟဲ့လားဒီတော့မင်းဖားကောင်းတယ်ဟမ်ရမင်းကအင်ကြီးမဲရှိကြီးဝတ်လိုက်ပြီမင်းဖားကောင်းတယ်ဟဲ့မနက်ဖားကောင်းစာပလင်ချင်းကောင်းစာပလင်ချင်းကောင်းဆိုငါပဲမင်းကိုပြန်ပေးဆွဲမှုလူတက်မှုအဲ့ဒါကြီးနဲ့ထောင်ချရမယ်မဆရာဟိုသူတည်းဒီပြက်ခုနေတာနဲ့ဒီမိန်းမနဲ့လည်းမဆိုင်ဘူးတဲ့ဆရာတို့ပြက်တယ်တက်နေပါဦးမယ်ဒီပြပေါ်မှာငါတယောက်တည်းနော်မင်းစားဖို့မရှိတော့တရေချက်ခုမင်းစားမလို့ကွာဟုတ်ကဲ့ပါဆောကြည့်ပါကျွန်တော်တို့မှားသွားလို့ပါဗျာအဲ့လိုပဲကျွန်တော်တို့အမှုလိုက်နေရဆိုတော့လေလူတကာကိုမတင်ကားတဲ့မျက်လုံးနဲ့အများကြီးကြည့်နေကြဖြစ်နေတော့အေးဒီကိစ္စကိုငါအမှုမှန်ပေါ်မချင်းဒီမထက်ကိုတက်တင်ကပစ္စည်းငါတင်ရမယ်အဲ့မထက်မင်းယူမှာလေကွာဒီမထက်ကိုတင်ရမယ်လေဟုတ်တယ်လေဒါတော့တင်ရမှရပါဘာလို့တင်မှာမင်းတို့ဘာလို့လိုက်ခဲ့တော့ဆရာရဲ့ပြသွားပြပြီဒီရမှာတလုံးမှမရကြတယ်ဘာကောင်လေးလာတွေ့နေမှမသိဘူးကြောင်တောင်ကောင်နေနဲ့ကွာပြန်တက်လာပဲကောင်း